အာသီနီလို့ခေါ်တယ်အဲ့တော့ဒီဖြစ်ပုံကိုကြောကြတော့ဒီတော့ဒီအသမမင်းကြီးရဲ့တတိယသင်္ကန်းနဲ့ပြီးတဲ့ခါကျတော့ဒီကိုရန်ကုရဏသာသနာပြုစီလို့တဲ့ထဲမှာရှင်မိန်နာနဲ့နောက်ပါရန်တွေပါလာတယ်ကြွလာပြီးတဲ့ခါကျတော့ရှင်မိန်နာဒီရှင်လေးတွေကတိုင်းသမီးသားတွေ